အမျိုးသမီးနှစ်ယောက်ဟာရေချိုးခန်းထဲကိုအပြေးလောဝင်လာပြီးသူတို့ရဲ့ဘောင်းဘီတွေကိုအမြန်ချွတ်လိုက်ကြပါတယ်တင်တို့ကဒီလိုအခြေအနေကြုံဘူးကြရင်ကွန်မန်းမှာပြောသွားကြအောင်နော်ထူးဆန်းတာကတော့10 မိနစ်လောက်ကြာသွားတာတောင်သူတို့နှစ်ယောက်လုံးဘာမှမလုပ်ဖြစ်ကြသေးပါဘူးအဲ့ဒါကသူတို့ဝမ်းချုံနေလို့မဟုတ်ပါဘူးသူတို့တွေကဘယ်သူမှပထမဆုံးစတင်လှုပ်ရှားဖို့အတန်ထွက်ဖို့မရဲကြလို့ဖြစ်ပါတယ်လုတ်တင်ဖြစ်တဲ့မက်ကီကသူ့အထက်လူကြီးအပေါ်အထင်မြင်လွဲတာမျိုးမဖြစ်စေချင်တယ်လို့အယ်လန်ကလည်းသူ့လက်အောက်ငယ်သားရှိမှတိတ်ခါကြမှာကိုစိုးရိမ်နေခဲ့ပါတယ်ဒါကြောင့်သူတို့နှစ်ယောက်လုံးဟာတောင်းတောင်းကြီးထိုင်နေရင်တယောက်ကအရင်စပြောမလားဆိုတာကိုပဲစောင့်နေကြပါတယ်နောက်ထပ်10 မိနစ်လောက်ထပ်ကြာသွားပေမဲ့ရေချိုးခန်းထဲမှာတော့ထူးဆန်းစွာတိတ်ဆိတ်နေလုံးပါပဲနောက်ဆုံးမှာတော့မက်ကီဟာဆက်ပြီးမအောက်နိုင်တော့ပါဘူးသူမဟာအိမ်သားကိုအမြန်ရေဆွဲလိုက်ပြီးသူ့အထက်လူကြီးထွက်သွားမှပြန်လာဖို့ဆုံးဖြတ်လိုက်ပါတယ်မက်ကီထွက်သွားတဲ့အတန်ကိုအယ်လန်ကြားလိုက်တဲ့အခါမှာတော့သူမဟာတတိမွေးပြီးအမြန်ကိစ္စဖြစ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့မက်ကီတကားဝါကိုရောက်ခါနီးမှာပဲဘိုက်ကရုတ်တရက်ဆူဆူရှာရှာနာကျင်လာပါတယ်သူမဟာဖက်နှက်တောင်မပါပဲရေချိုးခန်းထဲကိုအမြန်ပြန်ပြေးလာပြီးအယ်လန်ထွက်သွားတာကိုစောင့်ဖို့အိမ်သားပေါ်မှာပြန်ထိုင်လိုက်ပါတယ်အယ်လန်ကစိတ်လျှော့ပြီးကိစ္စဆက်လုပ်ဖို့ကြိုးစားလိုက်တာနဲ့မက်ကီဟာမတော်တဆအတန်ကျဲကြီးနဲ့လေမိသွားပါတယ်မက်ကီမထွက်သွားသေးဘူးဆိုတာကိုအယ်လန်သိသွားပြီးပြန်အောက်ထားဖို့ကြိုးစားပေမဲ့သူမရဲ့ခန္ဓာကိုယ်ကတော့အမိန့်ကိုမနာခံတော့ပါဘူးအဲ့ဒီအချိန်မှာပဲမက်ကီဟာဘေးကအခန်းထဲကအတန်တစ်ခုကိုကြားလိုက်ရပြီးတပြင်းချကစိတ်အေးသွားပါတော့တယ်ပြီးတော့သူမရဲ့ကိုယ်ပိုင်ကိစ္စကိုအပြီးတက်ဖို့ပဲအာယုံစိုက်လိုက်ပါတော့တယ်